ခါတော့ကရွာငယ်လေးတယောက်မှာမောင်ငင်းချမ်းဆိုတဲ့လူငယ်လေးတယောက်နေထိုင်နေမောင်ငင်းချမ်းဟာရွေချက်မရှိအပြင်းထူတဲ့ကောင်လေးတယောက်ဖြစ်နာမည်ကြီးတယ်သူ့မှာအချိန်ဖြုံးတဲ့အကျင့်နဲ့အရေးကြီးတဲ့လုပ်ငန်းတွေမှာအချိန်ဆွဲတဲ့အကျင့်ရှိတယ်သူ့မိသားစုနဲ့သူ့တငယ်ချင်းတွေကအချိန်ကိုတန်ဖိုးထားဖို့တိုက်တွန်းကြတာပေါ့ဒါပေမဲ့မောင်ငင်းချမ်းဟာအချိန်ရဲ့တန်ဖိုးနဲ့အရေးကြီးပုံကိုနားလည်ပုံမရပါဘူးနေသားတဲ့တနေ့မှာပညာရှိအဖိုးတယောက်မောင်ငင်းချမ်းနေထိုင်တဲ့ရွာကလေးကိုရောက်လာပါတယ်ပညာရှိအဖိုးဟာဉာဏ်ပညာကြီးမြင့်ပြီးလူတွေရဲ့ပြဿနာတွေကိုကူညီဖြေရှင်းနိုင်သူဖြစ်ပါတယ်မကြာခင်မှာပဲမောင်ငင်းချမ်းတယောက်အဖိုးကိုရောက်နေတာကိုကြားသိခဲ့ပါတယ်မောင်ငင်းချမ်းလည်းပညာရှိအဖိုးရဲ့လမ်းညွှန်မှုကိုခံယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရောင်ဝင်ကြီးတပင်အောက်မှာထိုင်နေတဲ့ပညာရှိအဖိုးထံချင်းကပ်ခဲ့ပါတယ်။သူဟာရိုးသေးစွာဥညွတ်နှုတ်ဆက်လိုက်ပြီးဆရာကြီးခင်ဗျာဆရာကြီးကဉာဏ်ပညာကြီးမြင့်ကြောင်းကျွန်တော်ကြားသိထားပါတယ်။ကျေးဇူးပြုပြီးကျွန်တော်ဘဝရဲ့အချိန်များစုကိုဘယ်လိုဖြတ်သန်းနေလဲဘယ်လိုအသုံးပြုသင့်တယ်ဆိုတာကိုလမ်းညွှန်ပေးနိုင်ပါသလားခင်ဗျာ။ပညာရှိအဖိုးကလည်းလူငယ်လေးရဲ့အခက်အခဲကိုနားလည်ပြီးခေါင်းညှိပြခဲ့ပါတယ်။ဖိုးကသူ့အိတ်ထဲကတဲနာရီကိုထုတ်ယူပြီးမောင်ငင်းချမ်းကိုကမ်းပေးလိုက်ပါတယ်။ဒီနာရီဟာအချိန်ရဲ့တင်ကြတာဖြစ်ပြီးနာရီတဲကတဲမုံတပုံကြီးကမင်းဘဝရဲ့တန်ဖိုးကြည့်တဲ့အချိန်တွေကိုကိုးစားပြုကြောင်းပြောပါတယ်။မောင်ငင်းချမ်းဟာတဲနာရီကိုလက်ထဲမှာကင်ထားပြီးသူ့ရဲ့အလေးချိန်ကိုခံစားမိနေပါတယ်။အဖိုးကတဲနာရီကနေကြာဆင်းသွားတဲ့တဲမုံတပုံချင်းကဆုံးရှုံးသွားတဲ့အခွင့်အရေးတွေအဖြစ်သတ်မှတ်ထားစေခြင်းကြောင့်ဆက်ပြောပါတယ်။မင်းအချိန်ဆွဲလိုက်တိုင်းအချိန်အလားတဖြုံးပြက်လက်တဲ့အခါတိုင်းတဲမုံတမုံဟာထာဝရအတွက်ကြာဆင်းပြောက်ကွယ်သွားမှာပါ။မင်းဘဝဟာလည်းတဲမုံလေးလိုကြာဆင်းပြောက်ကွယ်သွားပါလိမ့်မယ်။မောင်ငင်းချမ်းဟာအဖြစ်အပျက်ရဲ့လေးနက်မှုကိုသဘောပေါက်စားပြလာပြီးစိတ်ဝင်စားစွာနားထောင်နေခဲ့ပါတယ်။အချိန်ဟာတန်ဖိုးကြီးတဲ့လက်ဆောင်ဖြစ်ကြောင်းအချိန်ကမြေတူပေါ်မှာဆောင်းလိုင်းလည်းမရှိကြောင်းကုန်လွန်သွားတဲ့အချိန်တစ်စက္ကန့်တိုင်းဟာပြန်လည်အစားထိုးလို့မရနိုင်ကြောင်းအချိန်ကိုဆက်လက်ဖြုံးတီးနေပြီဆိုရင်တစ်နေ့မှာနောက်ထပ်ကြီးစွာရနိုင်မည်ဖြစ်ကြောင်းအဖိုးအိုကဆက်လက်ရှင်းပြပါတယ်။ဒါပေမဲ့ဆရာကြီးခင်ဗျာကျွန်တော်ဘယ်လိုပြောင်းလဲရမလဲအချိန်ကိုဘယ်လိုတန်ဖိုးထားရမလဲသူ့ကိုဘယ်လိုအကျိုးရှိအောင်အသုံးချရမလဲခင်ဗျာအဖိုးကနှွေးထွေးစွာပြုံးလိုက်ပြီးခြေလမ်းတေးသေးလေးတွေနဲ့စတင်ရမယ်။ရီမှန်းချက်တေးသေးလေးတွေစတင်သတ်မှတ်ပါ။ဦးစားပေးလုပ်ငန်းစဉ်အလိုက်စနစ်တကျစီမံဆောင်ရွက်နိုင်အောင်ဆောင်ရွက်ပါ။လုပ်ငန်းတွေကိုတစ်ခုပြီးတစ်ခုပြီးမြောက်အောင်မြင်အောင်ကြိုးစားပါ။မင်းရဲ့အချိန်ကိုအကျိုးရှိရှိစီမံခန့်ခွဲတတ်အောင်လေ့လာပါ။အောင်မြင်မှုဆိုတာအချိန်ရဲ့တန်ဖိုးကိုနားလည်တဲ့သူတွေမှာပဲရရှိနိုင်တယ်ဆိုတာသတိရပါ။မောင်ငင်းချမ်းဟာပညာရှိအဖို့အိုရဲ့ဆုံးမဩဝါဒတွေကိုတေးသေးချာချာမှတ်သားထားပြီးသူ့ရဲ့အကျင့်စိုးကိုပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာသူ့ရဲ့နေ့စဉ်လုပ်ငန်းတာဝန်တွေကိုခွဲခြမ်းစိတ်ဖြာပြီးလုပ်ငန်းတာဝန်တစ်ခုချင်းစီအတွက်တိကျတဲ့အချိန်တရားသတ်မှတ်ရေးဆွဲပါတယ်။သူဟာအာယုံပြန့်လွင့်ခြင်းမရှိတော့ဘဲဆောင်ရွက်ရမည့်လုပ်ငန်းတွေပေါ်မှာပဲအာယုံစိုက်ထားပါတယ်။တဖြည်းဖြည်းချင်းမောင်ငင်းချမ်းရဲ့ဘဝမှာကောင်းမွန်တဲ့ပြောင်းလဲမှုတွေတွေ့ကြုံလာရပါတယ်။အပြောင်းအလဲတွေလှုပ်လာခဲ့တာရက်လအတော်ကြာလာခဲ့ပါတယ်။မောင်ငင်းချမ်းရဲ့ပြုပြင်ပြောင်းလဲလိုက်တဲ့အကျင့်ကောင်းတွေကအကျိုးစတင်ပေးလာပါတယ်။သူဟာအနည်းနဲ့အလားလားကတတ်မှတ်ခဲ့တဲ့လုပ်ငန်းတာဝန်တွေကိုမြင့်မြတ်အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။သူဟာသူ့ရဲ့စိတ်အားထက်သန်မှုနဲ့ဝါရဏပါယပါရမီတူးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ရွာသူရွာသားတွေကမောင်ငင်းချမ်းရဲ့ပြောင်းလဲမှုတွေကိုအံ့ဩလာကြပါတယ်။အချိန်ကြာလာတာနဲ့အမျှအချိန်ရဲ့တကယ့်စစ်မှန်တဲ့စွမ်းအားဆိုတာလုပ်ငန်းပြည့်မြောက်အောင်ဆောင်ရွက်ရမှာမကပတ်ဝန်းကျင်နဲ့ပေါင်းတင်ဆက်ဆံရေးတည်ဆောက်ရမှာလည်းအရေးပါကြောင်းမောင်ငင်းချမ်းသဘောပေါက်လာခဲ့ပါတယ်။မောင်ငင်းချမ်းဟာမိသားစုတငယ်ချင်းတွေနဲ့အချိန်ကိုအကျိုးရှိရှိပျော်ပျော်ရွှင်ရွှင်ဖြတ်တန်းလာနိုင်ခဲ့ပါတယ်။အချိန်ဟာအကန့်အသတ်ရှိတဲ့ရင်းမြစ်တစ်ခုဖြစ်ကြောင်းသူနားလည်သဘောပေါက်လာခဲ့ပါတယ်။ချစ်ခင်ရသူတွေနဲ့ဖြတ်တန်းရတဲ့အချိန်တစ်စက္ကန့်တိုင်းကတန်ဖိုးကြီးပါတယ်။နှစ်တည်ကြာလာတဲ့နဲ့အမျှမောင်ငင်းချမ်းအရွယ်ရောက်လာပါတယ်
သူ့ရဲ့ထူးခြားပြောင်ပြောင်တဲ့ရလဒ်တွေအချင်းကိုဉာဏ်ရှိရှိအသုံးချမှုတွေအတွက်ဓာတုရွာသားတွေကအသိအမှတ်ပြုလေးစားမှုကိုခံခဲ့ရပါတယ်။မောင်ငင်းချမ်းကသူစူးစမ်းပြောင်းလဲခဲ့ရပုံကိုရွာမှာရှိတဲ့ညီငယ်ညီမငယ်များကိုပြန်ပြောင်းပြောပြပါတယ်။သူတို့ကိုကုံဆုံးသွားတဲ့အချိန်တိုင်းအတွက်တန်ဖိုးထားဖို့နဲ့သူတို့ရဲ့ဘဝကိုပိုကောင်းအောင်ဖန်တီးတည်ဆောက်သွားကြဖို့တိုက်တွန်းပါတယ်။မောင်ငင်းချမ်းရဲ့တိုးတက်ပြောင်းလဲမှုတွေကနာမည်ကြီးပြီးလူသိများလာခဲ့ပါတယ်။လူအများကနှစ်သက်ခဲ့ကြပြီးသူတို့ရဲ့အချိန်ကိုအသုံးချပုံဖြတ်တန်းပုံတွေကိုပြုပြင်ပြောင်းလဲခဲ့ကြပါတယ်။အချိန်ဆိုတာအဖို့တန်တဲ့ယရနာတွေကိုရှာဖွေဖန်တီးနိုင်တဲ့တန်ဖိုးကြီးလက်ဆောင်တစ်ခုဖြစ်ကြောင်းနားလည်သဘောပေါက်လာခဲ့ကြပါတယ်။ဒါကြောင့်ပညာရှိအဖို့ရဲ့လမ်းညွှန်မှုနဲ့မောင်ငင်းချမ်းရဲ့တိုးတက်ပြောင်းလဲမှုတွေကအချိန်ရဲ့တန်ဖိုးကြီးပုံနဲ့လူတို့ရဲ့ဘဝပုံဖော်ဖန်တီးရမှာအရေးပါပုံတွေကိုမိမောင်းထိုးပြနေပါတယ်။